တကယ်ချင်းတို့မုတ်လိုက်ဝယ်ကျွေးမှာပေါ့နှစ်ကြိမ်မောက်ဆိုဘိုးပြောခုချက်ချင်းပဲနောက်တဲ့ဒုတိယအတွက်ကန်ဆယ်မဲ့တော့ဝယ်ပြီးသွားပါပြီရှင်းတန်ချာလေးပေါ်နေနေလို့ရပါပြီနော်ကျွန်တော်နာမည်ကသူရဆိုပါမှာဘန်းထဲမှာပဲနေပါတယ်ကျွန်တော်တကယ်ချင်းတယောက်ကမိတ်ဆက်ပေးနေတီးနေဖွင့်လိုက်တော့ဘယ်လိုခက်သားလဲရှင်ပဲပေါက်တဲ့အတွက်ဝမ်းတာပေါ့ရှင်းဆက်ပြီးတော့ဖောက်ဝေးစစ်တွေရှိနေတာရှင်ဟုတ်ရှိပါတယ်ဒီပတ်စံတွေကိုဘယ်မှာသုံးဖို့စဉ်းစားထားလဲရှင်ပတ်စံတွေရောတကယ်ချင်းတို့မုတ်လိုက်ဝယ်ကျွေးမှာပေါ့နက်မြက်နဲ့လို့စုလိုက်ဘူးဟောဝါသေးပါလဲရမှနေပါတယ်MBC ကဒါဘယ်နဲ့ချိန်ရောက်ပေါက်လဲနှစ်ကြိမ်မြောက်ပေါက်ပါတယ်ပထမတစ်ခါတော့ဗာလေးပေါက်ထားရှင် dryer ပေါက်ပါတယ်ဒီကနေ့ချိန်ရဒုတိယကြိမ်ဒီမှာရာပေါက်ပေါက်သားချိတ်ဆက်ဘယ်ဒီပေါက်ဝိုင်းချက်ကိုခက်သားရတယ်ပြောပါတယ်နှစ်ကြိမ်မောက်ဆိုဘိုးပြောဟုတ်ကဲ့ကန်ဆန်းပါပါလက်မြန်တဲ့သူစုလာယူပါဟုတ်ကဲ့ပါအမနာမည်နွယ်ပါအမသမိုင်းမှုတိတာရမှာနေတာပါအမဒီမှာအလဲလိုင်းနဲ့တွေ့လို့အားနဲ့ကန်ဆန်းချင်လို့ကန်ဆန်းလိုက်တာပါအရန်ဝမ်းသာပါတယ်ဒါခုချက်ချင်းပဲနောက်တဲ့ဒုတိယအတွက်ကန်ဆန်းမဲ့တော့ဝယ်ပြီးသွားပါပြီကူပွန်ဟုတ်လက်ဖင်ညာရဲ့ဒီထက်ကြီးတဲ့စုကြီးကိုလာယူမှာပါအကုန်လုံးပဲလာရောက်ပြီးတော့ဆင်နွှဲပါလို့လက်မြန်တဲ့လူအများဆုံးလာပြီးစုလာယူပါလို့ပြောချင်ပါတယ်